လေးလာလေတဘာဝရဲ့လမ်းလေးမင်္ဂလာပါခင်ဗျာစောဦးထုလေခီလို့ခေါ်တဲ့စိုးမျိုးဘက်ခီကနေကြိုဆိုပါတယ်ဟုတ်ကဲ့ပါလေးလပိုင်းရဲ့စနေနေ့တိုင်းကျွန်တော်တို့စိုးမျိုးကိုလှက်ပတ်နေတာဖြစ်ပါတယ်ခင်ဗျာဖျားဖူးရပါပြီဒီလိုလျှောက်လာတော့ကိုရီးယားနိုင်ငံရဲ့မဟာယာနဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းလေးပူမြော်ဝင်ရတာလေစိုးဦးထုလေခီလို့ခေါ်တဲ့စိုးမျိုးဘက်ခီကျောင်းဖြစ်ပါတယ်တောတွေတောင်တွေလမ်းတွေမလို့မြို့ထဲမှာဆိုကျွန်တော်ဒီလိုမရှောင်းနိုင်တမနက်ခင်းနဲ့ဦးဒီ4နာရီ5နာရီလောက်ကျွန်တော်ရှောက်ပြတာလုံးဝယထာမရှိဘူးကားမရှိဘူးလမ်းခီးကတော့ကျန်းလာမင်းကြောင်းလည်းကြောက်တုံးနေပြီဟာရှာဟုတ်ကဲ့ပါစိုးမျိုးဘက်ခီကိုကျွန်တော်တို့လမ်းလျှောက်လာတာ4ရက်မြောက်စနေနေ့ရောက်ရှိပါပြီလေးလပိုင်းရဲ့စနေနေ့တိုင်းလမ်းလျှောက်နေပါတယ်သက်40ရက်မှာကျွန်တော်ဒါကြီးလုတ်ခဲ့တယ်ဆိုတော့ကိုရီးယားမြေရဲ့အမှတ်တရတွေဖြစ်လာမှာပါနောက်ချိန်ကြရင်နော်ညီလေးစိုးဦးထုလေခီလို့ခေါ်တဲ့စိုးမျိုးဘက်ခီဟာပြီးကနေပါပြီကျွန်တော်တို့ဟာခီးစဉ်ရဲ့3ပုံ2ပုံခန့်ကိုကြော်လွန်လာပါပြီအားလုံးကိုလည်းကျေးဇူးတင်နေပါတယ်ခင်ဗျာနောက်တစ်ချိန်ဒိုဂျန်လို့ခေါ်တဲ့စိတ်တုံးထူအောင်မှာဖြစ်ပါတယ်စိုးမျိုးဘက်ခီဟာစိုးမျိုးတော်ကအထူးစီစဉ်ထားတဲ့မျိုးတော်ဘက်ခီဖြစ်ပါတယ်ခင်ဗျာစိုးတူးလေခီဆိုပြီးတော့သူတို့ကစိုးမျိုးဘက်ခီပေါ့မျိုးရဲပတ်တော့ပါမျိုးရဲပတ်တော့မကောင်းကားတွေရောလူတွေရောအရှိတ်ကမရှိလမ်းမဝရှောက်ရတော့မရောတောတောင်တွေရှောက်ရတော့ကျတော့တိတ်ဝိုင်းနေမိုက်တယ်ခုကြည့်ဒီမှာဘဝပြက်နေပြီမျိုးရဲရှောက်တာစိုးတူးလေခီပဲစိုးမျိုးလေဒီလိုရှောက်တာတရားမရှိဘူးဘတ်စကားမရှိဘူးစိုးမျိုးတော်ကိုပတ်နေတာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဟာကိုရီးယားနိုင်ငံမှာအလုပ်လုပ်ကိုင်ရင်ပိတ်ရက်များမှာခီးသွားခြင်းတောင်တက်ခြင်းဖြင့်အချိန်တွေကုန်ဆုံးပါတယ်ကျွန်တော်စိုးမျိုးဘက်ခီးကိုသွားရင်းနဲ့ကိုရီးယားနိုင်ငံရဲ့ຫນွေဦးအလားစမ်းကြောင်မြစ်ပန်းချံစသဖြင့်တဘာဝပတ်ဝန်းကျင်နဲ့တကွာအများပြည်သူကိုတေချာဂရုစိုက်အလေးထားတဲ့ကိုရီးယားနိုင်ငံရဲ့စနစ်ကောင်းများကိုသိရှိခွင့်ရခဲ့ပါတယ်ဒီဗီဒီယိုကနေလဲကျွန်တော်ရဲ့စိုးမျိုးဘက်ခီးများကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာစိုးမျိုးတော့ဘလို့ဒီဆောက်လာလဲဝါကြာဝိုင်းပါလေဗျာတိုးတက်တဲ့နိုင်ငံဆိုတော့လေနော်ချင်းရရင်ကျွန်တော်မြန်မာနိုင်ငံလည်းဒီလိုမဖြစ်လာဘူးလို့မပြောနိုင်ဘူးလေခီးဆက်လိုက်ပါဦးမယ်နေဘူးကျွန်တော်တို့ရှောင်းနေတယ်နေဘူးကျွန်တော်တို့ရှောင်းနေတယ်ကိုရီးယားနိုင်ငံစိုးမျိုးထဲမှာရှိတဲ့ကူချောင်းလို့ခေါ်တဲ့ချောင်းကိုဖြစ်ကြော်နေတယ်ပြီးကြရင်တော့အန်ကန်လို့ခေါ်တဲ့အန်ကြီးကိုရောက်မှာဖြစ်ပါတယ်ဝါမှာနေကို9နာရီ10နာရီဒီနေ့ဆို9နာရီကျော်တော့လမ်းရှောင်းနေတယ်မှတ်တိုင်နေပေါ့ဟောလမ်းလျှောက်လာတော့ထူဆန်းလိုက်ကြည့်နေကိုရီးယားလူမျိုးယူနေမှာပေါ့ဘူးတနေ့9နာရီ10နာရီလောက်လမ်းလျှောက်နေတာပါအဲ့တော့ကိုရီးယားလူပြောကြလိုက်ပါလေခါတည်းပြေးတဲ့ခါလဲပြေးပါတယ်ကျွန်တော်တို့ဒီလိုပါပဲဘွားရအမှတ်တရလေးပါဟူနာဆန်းတော်ပါဘူးပြီးတော့ကျွန်တော်တို့ဟန်ကန်လို့ခေါ်တဲ့ဟန်မြစ်ကိုဖြတ်မှာဖြစ်ပါတယ်ဟန်မြစ်ကိုတော့ကျွန်တော်တို့ဒီစိုးဒူးလက်ကြီးရဲ့ဒုတိယအကြိမ်မြောက်ဖြတ်ခြင်းဖြစ်ပါတယ်ဝူးရန်လာတဲ့ရှုခင်းတွေ့ရပါတယ်ကိုရီးယားနိုင်ငံစိုးမျိုးရဲ့နေဝင်စည်းစာနဲ့ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးတဲ့ဟန်ကန်လို့ခေါ်တဲ့ဟန်မြစ်ကိုကျွန်တော်တို့စိုးဒူးလက်ကြီးရဲ့ခီးစဉ်ထဲမှာလမ်းလျှောက်ပြီးတော့ဖြတ်ကူးနေတာဖြစ်ပါတယ်
တရားပေါ်ကနေ ဟိုးအဝေးမှာမြင်နေရတဲ့အဖြူတိုင်လုံးနေရာဟာကိုရီးယားနိုင်ငံရဲ့ဟာနူးဂုံဝမ်လို့ခေါ်တဲ့ပန်းခြံဖြစ်ပါတယ်အဲ့ဒီနေရာကကိုရီးယားနိုင်ငံမတိုးတက်ခင်တုန်းကတော့အမိုက်ပုံကြီးဖြစ်ပါတယ်အခုတော့အဲ့ဒီအမိုက်ပုံစားအမိုက်ပုံကိုပန်းခြံလုပ်လိုက်ပြီးတော့ဟာနူးဂုံဝမ်ဖြစ်လာခြင်းဖြစ်ပါတယ် အိဗယ်ကတော့ကောင်းကင်ပန်းခြံလို့ခေါ်ပါတယ်အခြေအားခဲ့ရင်တော့ဟာနူးကုံဝမ်းအကြောင်းကိုဗီဒီယိုရိုက်ပြမယ်ပေါ့အခုတော့ဆိုးဦးလက်ကြီးသွားနေပါတယ်ဆိုးဦးလက်ကြီးရဲ့အစီအစဉ်မှာဟမ်မြစ်ကိုနှုတ်ဆက်လိုက်ပါပြီပိုင်ပိုင်နောက်တစ်ခါထပ်လာဖို့မရှိပါဘူးနောက်ကဟမ်မြစ်မလာတော့ဒီပြင်နေရာတွေသွားရင်သွားလိုက်မယ်ဒီဟမ်မြစ်နေရာဘာကြီးလေးဆင်းရမှာဆိုရင်ဆိုးဦးလိုဂီလိုခေါ်တဲ့ဒီဆိုးမျိုးဘက်ကြီးလဲပြီးကန်ဒီလူလဲဂျုံဂျုံကြနေပါပြီဒီနေ့တော့အကျန်းစားကျွန်တော်တို့10နာရီကျော်လောက်လဲလျှောက်ဖြစ်ပါတယ်၄ယောက်လာတာ2ယောက်ကတော့ဘလို့မှခီးမဆက်နိုင်ဘူးကျွန်တော်2ယောက်ကတော့6မှာပေါက်ပြဲထန်ရာတွေနဲ့လုံးဝပြီးဆက်ခဲ့ပါတယ်ဒီနေ့တော့အကျန်းစားနေဖြစ်ပါတယ်ပြေးတပုံခုံတလက်ဆိုဒူလက်ကြီးရဲ့နေများ လမ်းလေးလာတယ်လမ်းလေးရမ်းလာပါတယ်မဲသားဆဲခွာကြီးလို့ခေါ်ပါတယ်ဟိုကက်သူပြောင်ကြီးချမ်းလို့ခေါ်တဲ့စိုးမျိုးရဲ့ဒါစိုးမျိုးတော့ FC လို့ခေါ်တဲ့စိုးဘောလုံးကွန်းရဲ့ဘေးမှာရှိပါတယ်โอเคကျွန်တော်တို့လည်းညမိုးချုပ်ပြီဆိုတော့ခီးစဉ်ကိုဆုံးသက်မှာဖြစ်ပါတယ်ရှေ့ဘူတာရောက်ရင်ကျွန်တော်တို့အိမ်ပြန်တော့မှာဖြစ်ပါတယ်ကျွန်တော်ရဲ့စောဦးဒူလက်ကြီးလို့ခေါ်တဲ့စိုးမျိုးကိုလှက်ပတ်နေတဲ့ဗီဒီယိုတွေကိုကြည့်ပေးတဲ့ကြောက်ချင်းစံကျေးဇူးတင်ပါတယ်တကယ်လို့ကျွန်တော်သွားခဲ့တဲ့နေရာလေးရှူရင်းလေးလှတယ်အဲ့နေရာလေးဘယ်နာလေးတွေလမ်းလေးတွေလှတယ်သွားချင်တယ်ဆိုရင်တော့မေးမြန်းနိုင်ပါတယ်စိုးဒူလက်ကြီးနှုတ်ဆက်လိုက်ပါတယ်မိုးလက်ချုံနေပြီလေမီးအောင်တွေ့နေရပြီ